တမဝါယာမနဲ့စေလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်ရောက်ခရိုင်မိုင်ရောက်မြို့နယ်စေလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက2026-2029ခုဗဏ္ဍာရေးနေ့ရက်တရာစီမံချက်ဖြင့်အတဝဝန်ဆောင်အထောက်အကူပြုအခြေခံအချုပ်ဆက်တင်တန်းဖွင့်ပွဲခမ်းနားကိုရန်ဒီနန9နိုင်ခွဲကဟောင်ကျကြီးရွာခမ်းမနိုင်ကျင်းပခဲ့ပါတယ်ရှင်။ဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်အောင်ခမ်းနဲ့ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝေမောင်တို့ကအမှားစကားပြောကြားပြီးခရိုင်ကြီးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးစီဌာနဦးစီးမှုဦးဆိုင်စုစုကရက်တရာစီမံချက်ဖြင့်အသက်မွေးဝန်ဆောင်အထောက်အကူပြုအခြေခံအချုပ်ဆက်တင်တန်းဖွင့်လှစ်ရှင်နဲ့ပတ်သက်၍ရှင်းလင်းပြောကြားပါတယ်ရှင်။ထို့နောက်ပြည်내လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်ဦးဆိုင်မှုစီနဲ့ဦးထွန်းပေါ်သိန်းတို့ကတင်ထောက်ကူပစ္စည်းများပေးအပ်ကြပြီးလွှတ်တော်ကိုယ်စားလှယ်များခရိုင်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကတင်တန်းဖွင့်လှစ်တင်ကြားမှုအရှိနေအားလိုက်လံကြည့်ရှုအားပေးပါတယ်ရှင်။အဆိုပါတင်တန်းကိုဟောင်ကျကြီးရွာအုပ်စုမှတင်တန်းသူ20ဦးတက်ရောက်ကြပြီးတင်တန်းဤပြများကစာသွေးလက်သွေးဘာသာရပ်များကို45ရက်ကြာတင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ကျွန်မကတော့ဝေဝေခိုင်ပါရှင်။